ပဲဗျာလေးစုတက်ဖို့ရွှေတကူဇီဒီတော်မြတ်ကြီးဆိုတာငါတိုင်ဖူးစားအားရပါရကြီးဝါကိုဖူးလိုက်မင်းကခုမှဖူးတာမလားဖူးစားတကယ်ကြီးတီဗီထဲမှာတော့မင်းခဏခဏဖူးရတယ်ကွာအခုကတော့မင်းပြောလို့ခုမှပဲဖူးတယ်ဆိုပါတော့ငါလည်းရွာကိုပြန်မြောက်တာကြာပြီဆိုတော့ရွာရဲ့သတင်းပလင်းလေးပါလေဘာမှမကြားဘူးရွာမှာဟောဘာတွေပြောင်းလဲကုန်ဘာမှမပြောင်းလဲပါဘူးငါထင်တယ်ရွာဘာမှမပြောင်းလဲဘူးဆိုတော့ဒီကောင်ငါတို့အိမ်ရောဟိုဘာတွေပြောင်းလဲကုန်ဘာမှမပြောင်းလဲပါဘူးဒါပေမဲ့မင်းဝေးထားတဲ့ကြောင်လေးတော့သေသွားပြီကွာဟာကြောင်လေးသေသွားပြီဟာအဲ့ဒီကြောင်လေးအရင်လိမ်မာတာကွာဘာဖြစ်လို့သေသွားတာလဲမင်းအဖေနဲ့မင်းအကူစကားများကြတယ်လေစကားများပြီးမင်းအကူကအရင်မူးမူးနဲ့စပက်ကြီးကိုမီးရှို့လိုက်တာပါသွားတာပဲစပက်ကြီးကိုမီးနဲ့ရှို့တယ်အနေနဲ့မဟုတ်စပက်ကြီးကိုမီးနဲ့ရှို့ရတာအောင်အဖေနဲ့ကူကဘာအတွက်နဲ့စကားများတာလဲဘာကြီးလို့မဟုတ်ဘူးကွာမင်းညမလေးအရက်သမားထိုးနိုင်နေလိုက်ပြေးတဲ့ကိစ္စဘယ်မှာလင်းလောက်လိုက်သွားပြီနေဆိုဒီညီမလေးလင်းလောက်လိုက်သွားတဲ့ကိစ္စကိုအမေကဘာမှဝင်မပြောဘူးလားမင်းအမေကဘာမှဝင်ပြောလို့မရတော့ဘူးလေကွာပြောလို့မရတော့ဘူးဆိုတော့ဒီလိုပေါ့သူကအမေစကားကိုနားမထောင်ကြတာလားဘယ်လိုဖြစ်တာလဲအဲ့ဒီလိုလည်းပုတ်ပြေးဘူးကွာမင်းတို့စပယ်ကြီးမိလောင်တော့မင်းတို့အိမ်မှာပါသွားတယ်မင်းအမေကတခါတည်းပါသွားအမလေးကအမေပါသွားတယ်ဟုတ်တယ်ဆိုမင်းသိပြီပေါ့အမလေးကအမေရဲ့အမေတရားတော့သားတရားမသိရပါလားအမေရဲ့မင်းရလဲကွာအမေကြလို့တရားတယ်မှာဘာမှထူးခြားပြောင်းလို့မရှိဘူးလေမင်းမလို့ပြောတတ်တယ်ဗျဟုတ်ပါရဲ့ကထားလိုက်တော့ဒါဆိုရင်ငါအဖေနဲ့ကိုကအခုဘာမှနေကြလဲမင်းအကူကတော့မီးရှို့မှုနဲ့ထောင်ကြပါမင်းအဖေကတော့အဲ့ဒီစိတ်နဲ့ယူနေအမလေးအမေကသေတယ်အဖေကယူတယ်အကူကထောင်ကြနေတယ်အဲ့ဒါနဲ့ထူးထူးခြားခြားဘာမှပြောင်းလဲမှုမရှိဘူးလို့မင်းမလို့ပြောရတယ်အဲ့ဒါပုံမှန်ချင်းနေဖြစ်မလားကွာစိတ်ကိုတီတီငင်ငင်လေးထားစမ်းပါကွာဒါလောကရန်တရားရဲ့ပုံမှန်ပြတ်ွက်တွေပါတီနေလိုက်တာရင့်ကျက်နေလိုက်တာတရားတွေပေါက်ပြီးတရားရှင်ကြီးအမလေးမင်းခနဲ့ရှိမယ်ငါခနဲ့မရှိသေးဘူးတကယ်ကြီးရဲ့ငါရင်ထဲမှာပူနေပြီကြောက်ပါဦးဒါဆိုရင်ငါညီလေးတွေညီမလေးတွေရောရင်ကိုလည်းပြောပါဦးသူတို့ကအေးစေးပါလေအမလေးတော်ပါသေးရဲ့တော်ပါဖြစ်အကြီးလေးတို့ကခေါ်ပြီးမွေးထားလိုက်တယ်မလားအဲ့ဒီလိုလည်းမဟုတ်သေးဘူးကွာအဲ့ဒီလိုမဟုတ်တော့ဘယ်လိုဖြစ်ကြပြီတော့ပါဦးသူတို့တကကူဆောင်လူအောင်ကွာစိတ်အေးထားလိုက်တော့အေးထားတာပါမင်းအမလေးခုမှပဲရှင်နေအေးတော်တယ်တင်ကြီးကပြောစမ်းပါသူတို့တရွာလုံးကတနာနေတော့အေးပေါ့သူတို့ကလည်းရွာထဲမှာလက်ပါတောင်ရန်စားတော့ရွာထဲကထမင်းညဟင်းညလေးပေးလိုက်ကြတာပါပဲကွာဟုတ်ပြီလားဟာဒါဆိုကဲဒီမှာတရောင်းစားပြီ